အခုလိုအပူချိန်မြင့်တဲ့အချိန်မှာအစားအစာရွေးချယ်မှုမမှန်ရင်ခန္ဓာကိုယ်အပူတက်ခြင်းရေခမ်းခြင်းနဲ့အားနည်းခြင်းတွေဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့အခုလိုနွေရာသီအပူပြင်းတဲ့အချိန်မှာကျမ်းမာရေးမထိခိုက်အောင်ဘယ်လိုအစားအစာတွေကိုရှောင်သင့်တယ်လဲပြီးတော့ဘယ်လိုအစားအစာတွေကိုစားသင့်တယ်လဲဆိုတာကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်အပူချိန်မြင့်တဲ့အချိန်မှာအစားအစာရွေးချယ်မှုမမှန်ရင်တော့ခန္ဓာကိုယ်အပူတက်ခြင်းခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြင်းနဲ့အားနည်းခြင်းတွေဖြစ်နိုင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့တွေကအခုလိုပူပြင်းတဲ့နွေရာသီမှာဘယ်လိုအစားအစာတွေကိုစားသင့်ပြီးတော့ဘယ်လိုအစားအစာတွေကိုရှောင်သင့်တယ်လဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်ပူပြင်းတဲ့နွေရာသီအချိန်မှာရှောင်သင့်တဲ့အစားအစာ၅မျိုးနံပါတ်1အစီများတဲ့အစားအစာများဥပမာကြော်ထားတဲ့အစားအစာမီးဖုတ်ထားတဲ့အစားအစာဖက်ကြော်ဒီလိုအစားအစာတွေကခန္ဓာကိုယ်အပူကိုပိုတက်စေပြီးချွေးထွဲများစေပါတယ်နံပါတ်2အရန်မီးပူပြီးအရန်ဆက်သောအစားအစာများမရုပ်သီးများပါတဲ့အစားအစာတွေကခန္ဓာကိုယ်အပူကိုပုံမမြင့်တက်စေပြီးတော့ဝမ်းပိုင်းအဆင်မပြေမှုတွေဖြစ်နိုင်ပါတယ်နံပါတ်3ကော်ဖီနဲ့ကဖေးဓာတ်ပါသောအရည်များကော်ဖီ energy drink တွေကခန္ဓာကိုယ်ထဲကရေဓာတ်ကိုခမ်းစေပြီး dehydration ဖြစ်စေနိုင်ပါတယ်နံပါတ်4တကြားများသောအချိုရည်များတကြားများတဲ့အချိုရည်တွေကခန္ဓာကိုယ်ကိုအေးတယ်လို့ခံစားရပေမဲ့တကယ်တော့ရေဓာတ်ကိုပိုမိုဆုံးရှုံးစေပါတယ်နံပါတ်5အရက်နှင့်အဖျော်ရမကာများအရက်ကလည်းရေခမ်းစေပြီးတော့ခန္ဓာကိုယ်အပူကိုထပ်တိုးစေနိုင်ပါတယ်အဲ့ဒီတော့အဲ့ဒီလိုအစားအစာတွေကိုရှောင်နိုင်တလောက်ရှောင်ပေးနိုင်ရင်တော့သင်ရဲ့ကျန်းမာရေးကိုကောင်းမွန်စေမှာဖြစ်ပါတယ်ပြီးတော့ဘယ်လိုအစားအစာတွေကိုစားသင့်တယ်လဲဆိုတာကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်ပူပြင်းတဲ့နှွေရာသီမှာစားသင့်တဲ့အစားအစာ၅မျိုးနံပါတ်1ရေဓာတ်များသောအသီးများဥပမာဖရဲသီးတခွားသီးဒီလိုအသီးတွေကရေဓာတ်ကိုပြန်လည်ဖိတင်ပေးပြီးခန္ဓာကိုယ်ကိုအေးမြစေပါတယ်နံပါတ်2ဟင်းသီးဟင်းရွက်များဆလတ်ရွက်တရုတ်နံနံရွက်စတာတွေကလက်ဆက်ပြီးအပူချိန်ကိုလျှော့ချပေးစေပါတယ်နံပါတ်3အချိုမရှိသောရေသန့်နှင့်တဘာဝဖြော်ရည်များရေသန့်တစ်သီးဖြော်ရည်တကြားမထည့်ထားသောတစ်သီးဖြော်ရည်တွေကရေဓာတ်ကိုထိမ့်သိမ်းပေးပါတယ်နံပါတ်4နှုတ်ထွက်ပစ္စည်းများဒိတ်ချင်နှုတ်စိမ်အဲ့ဒီအရာတွေကခန္ဓာကိုယ်ကိုအေးမြစေပြီးအာဟာရပေးပါတယ်နံပါတ်5ဆံပြုံးနဲ့ဟင်းချိုများအစာခြေဖြတ်မှုကိုအလွယ်တကူခြေဖြတ်စေနိုင်ပြီးတော့ခန္ဓာကိုယ်ကိုမပူအောင်ထိမ့်သိမ်းပေးပါတယ်ဒါဆိုရင်တော့အခုလိုပူပြင်းတဲ့နွေရာသီမှာကျန်းမာရေးကောင်းကောင်းနဲ့ဖြတ်သန်းချင်ရင်တော့အစားအစာရွေးချယ်မှုကအရန်ကိုမှအရေးကြီးပါတယ်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘရွှေမျိုးတငယ်ချင်းများနဲ့ညီတကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ